လာသမီးလာသမီးလာမတည့်ရသေးလဲကြိုက်နေပြီငါမတည်ဘူးမနေ့ကမှစကြွေးကြည့်ချစ်စေရစားတတ်တယ်သူကစားတတ်တယ်မကျွတ်နေွားတာဘယ်လိုကလူနေဖြစ်နေပြီကိုတောင်းတနေပြီသူသမီးလေးမလေးပဲဆွေးပြေးမလို့လေသမီးလေးမလေးအိမ်မှာသားလေးနဲ့သူနဲ့သမီးလေးနဲ့မောင်နှမ2ယောက်ဖြစ်သွားတာသူကြိတ်တဲ့ဟာဆိုဆွဲလူပြေးတယ်ဖြစ်နေသူများကြားလို့သူမစားဘူးဟုတ်လားသူ့နောက်ဖွင့်မှကြည့်မနာလုံးနေလေမနာလို့သူဆိုပြီးတော့လိုင်းမှုမှတင်တာမနာလုံးနေတာအမေငါ့ကိုမောကြည့်ပြီးမနာလို့တဲ့ယုံနေအမောဘလက်ရုပ်ကိုကြည့်ဘလက်မကြေမနှမ်းဖြစ်နေတယ်ညီမလေးစားတာမကြေနဲ့လို့လားညီမလေးကတော့တုတ်တလားညီမလေးကတော့မလေးအစားတော့ကတော့ရနေ။ကိုကြီးကဦးစားအကြီးကဦးစားပေးရမယ်။အကြီးကဦးစားမပေးဘဲနဲ့အကြီးကဟိုကဖြစ်။အကြီးကလာလူချင်း။လက်ကြီးကလည်းစားချင်းနေတာကျွေးပြီးပြီဒီဘလက်ကနောက်ဖွေးမှာ။မနာလို့နဲ့ငါ့ကိုပြူကြည့်တယ်မနာလို့အမှန်မနာလိုတတ်တာ